ဗျာကောင်းစင်ကသဘုံသူပုံမင်းကိုရှိုက်ဒီခိုက်ပဲစီဆိုရင်ရခိုင်အတင်းနှလုံးကိုတဝါမပြောင်းသူကောင်းမပရိုက်ဆိုရင်ကျွမ်းစဲနဲ့အရီရွှဲခံလိုက်ရတဲ့အခါဘဝအာမခံရှာကရီကေယာမြန်နုံးရမယ်။အိုးအဖားပေကြီးဘရောင်ဘကပါစွာအဖားရောင်ခေါင်ပိုင်လုံခုံနင်းထွီနိုင်ပါပေါ်လားရေကြီးလေးဘဝဆိုသောအိုတီတီရှာထားရခမန်းပိုင်အပေါင်းဆောင်ဟုတ်တဲ့အခါနှလုံးသားကိုအဖားဘမှာအဲရောင်ခွန်ပလာနဲ့အရှိအရဲကိုခရီးဆန့်အောက်ဆီဂျင်အခရာထာရပန်ပါလွမ်းမင်းအဖားငရုတ်တခွာနဲ့မင်းတော်စုထမဝိုင်းဆိုပရေခါဖူရဲ့ဘဝကိုတအိုင်တာဆန်းထမွန်ချန်ချွန်ချန်စာခါဖူရဲ့အရှင်ကိုဘဝတကပဲငေပေါင်းတီးနဲ့ဟေလာဝါလာပျော်ခါဖူရဲ့အဝေကိုရန်တော်နဲ့အဲ့ရဝန်ရခါအနောက်ဖောက်ကိုခေါက်ပိုက်ပြင်အဲ့ရထားရခါဘိုးရှောအရုပ်ကိုလေးပြီးတတိသုံးကင်ဆွေအေချောင်းစွာငါတို့နှလုံးသားကိုနုံပြိုတိုင်းလွန်လာစီအသားရှူလေးချောင်းခန်းရေနန်းလေးဘေးပဲလေးအခန်းဖွာလူတစုကလဘုံလို့တဲမဲခါခဲ့ပြီထောင်ရရေကြီးလေးကျွန်းတော်စိမ့်ဆူတဘုံဆိုရီအရူစီစကလုံးအောက်မှာကျွန်းတော်သာယာမီတဘုံနဲ့စီပိုက်လိုက်တဘုံနဲ့စီပိုက်လိုက်လေတခါကဝါဝန်လဲအညိုက်အပေးတစ်ခုကိုတာနာမီအခါအဖားပလောလိုက်တဲ့စကားဟုတ်တယ်တဘုံဆိုဆိုအညိုက်အကေးတီကိုဖေရှာစီကောပိုက်နိုင်အရာရာဇဝမှာခရာကီလိုက်မိစ္ဆာရက်ကိုကောက်ဖက်စီအောင်ခမ်းမှာသူရီကောင်းဆိုဆိုတဘုံတီးကခိုက်ကောရောင်ကလုံးနဲ့ကျွန်းတော်တဘုံကိုရှိုက်တယ်တဘုံအဖိုက်ကိုဝမ်းစားစွာဂုံယူ၍တနည်းတဝါမပြောင်းသူကောင်းမပရိုက်ဆို၍ကျွမ်းစဲကိုအရီရွှဲဖို့မင်းကိုရှိုက်တီဖိုက်ပဲစီနဲ့အစားထိုးဖို့ကျွန်းတော်ရောက်တဲ့နေရာကသမိုက်ပြီးတာဝန်ရတဘုံဘဝကိုခံယူ၍မိုခခိုက်တဆာကူရာမီရဲဖက်ယူဆတ်ခြင်း